နေမကောင်းဖြစ်နေတော့ဂျင်ဆော့လို့ရလားနေ့စဉ်ပုံမှန်ဂျင်ဆော့နေကြလူတွေလေ့ကျင့်ခန်းပုံမှန်လုပ်နေကြလူတွေနေမကောင်းဖြစ်ပြီဆိုရင်ဂျင်မဲဆက်သွားမလားနားပဲနားလိုက်ရမလားဒီမေးခွန်းလေးကခေါင်းထဲကိုအမြဲဝင်လာတတ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဒီမေးခွန်းကိုဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကိုကျွန်တော်အတိအကျပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Muddy Flow ကဒေါက်တာဇင်နီပဲဖြစ်ပါတယ်နေမကောင်းဖြစ်နေတော့ဂျင်ဆော့လို့ရလားဆိုရင်မိမိရဲ့ခန္ဓာကိုယ်ဘယ်နေရာမှာယောဂလက္ခဏာဖြစ်နေလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ် Nut Rule လို့ခေါ်တဲ့ level ရဲ့အထက်ပိုင်းနဲ့အောက်ပိုင်းကိုခွဲခြားထားတဲ့စီးမြင့်နဲ့စဉ်းစားဆုံးဖြတ်မှာဖြစ်ပါတယ်ခင်ဗျာ level ရဲ့အထက်ပိုင်းမှာဖြစ်တဲ့လက္ခဏာတွေဥပမာနှာစီးတာနှာချေတာနှာပိတ်တာလေချောင်းအနှဲငယ်နာတာချောင်းအနှဲငယ်ဆိုးတာစတဲ့ဥကောင်းတဲ့ level အထက်ပိုင်းမှာဖြစ်တဲ့လက္ခဏာတွေဆိုရင်တော့ဂျင်ကိုပေါ့ပေါ့ပါပါဆော့လို့ရပါတယ်အလေးမတဲ့အခါပုံမှန်မနေကြအလေးထက်လျှော့ပြီးတော့မပါအေးတာထက်လမ်းလျှောက်တဲ့လေ့ကျင့်ခန်းကိုလုပ်လို့ရတယ် stretching exercise ယောဂတို့လိုအပေါ်စားလေ့ကျင့်ခန်းမျိုးတွေလုပ်လို့ရပါတယ်ရေများများတောက်ဖို့ကိုလည်းမမေ့ပါနဲ့နေမကောင်းဖြစ်တဲ့အခါမှာရေဓာတ်တွေဆုံးရှုံးနေနိုင်တယ်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်းရေဓာတ်ကထပ်မံဆုံးရှုံးမှာဖြစ်တဲ့အတွက်ရေများများတောက်ဖို့လိုပါတယ်တကယ်လို့လေ့ကျင့်ခန်းလုပ်နေတော့ပိုဆိုးလာရင်တော့လေ့ကျင့်ခန်းလုပ်နေတာကိုချက်ချင်းရက်လိုက်ပြီးအနားယူသင့်ပါတယ်ခင်ဗျာဒုတိယအချက်အနေနဲ့လေပင်ရဲ့အောက်ပိုင်းမှာဖြစ်တဲ့လက္ခဏာတွေဖြစ်တဲ့ကိုပူတာဖျားတာချမ်းတုံတာကိုလက်ကိုက်ခဲတာအသက်ရှူကျက်ပြီးတော့ချောင်းဆိုးတာမောတာဘိုက်နာတာစားတဲ့လက္ခဏာတွေဖြစ်ရင်တော့လေ့ကျင့်ခန်းလုံးဝမလုပ်သင့်ပါဘူးအနားယူသင့်ပါတယ်ဖျားနေတော့လေ့ကျင့်ခန်းလုပ်ခြင်းရဲ့အန္တရာယ်ကြီးမားပုံကိုဆက်လက်ပြောပြပေးသွားပါမယ်ဖျားနေတော့လေ့ကျင့်ခန်းလုပ်ရင်ကိုယ်အပူချိန်ကိုပိုတိုးစေတယ်ရေဓာတ်ကိုပုံမခန်းချောက်စေပါတယ်ဒါထပ်ပိုပြီးအရေးကြီးတာကကိုယ်နေမကောင်းဖြစ်စေတဲ့ယောဂပိုးကနှလုံးကြွက်သားကိုကူးဆက်သွားတဲ့အခါမှာ myocarditis လို့ခေါ်တဲ့ပြင်းထန်တဲ့နှလုံးကြောင်ရမ်းမှုယောဂကိုဖြစ်စေနိုင်တဲ့အတွက်လုံးဝအနားယူရမှာပါဒါအပြင်တပါးသူတွေကိုကူးဆက်နိုင်တဲ့အတွက်ဂျင်လိုမျိုးအများနဲ့သက်ဆိုင်တဲ့နေရာတွေကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်ဘယ်အခါမှာဂျင်ပြန်ဆော့နိုင်မလဲလေ့ကျင့်ခန်းပြန်လုပ်နိုင်မလဲဆိုရင်တော့မိမိရဲ့ယောဂလက္ခဏာတွေလုံးဝပျောက်ကင်းသွားပြီးတော့2ရက်အကြာမှာပြန်ဆော့နိုင်ပါမယ်ခဏတာအနားယူခြင်းဟာမိမိရဲ့ကြံ့ခိုင်မှုကိုသိသိသာသာထိခိုက်စေမှာမဟုတ်ပါဘူးမိမိရဲ့ခန္ဓာကိုယ်ကိုအနားပေးပြီးတော့အားပြန်ပြေးစေတာကရေရှည်အတွက်အကျိုးရှိပါတယ်ဂျင်ပြန်ဆော့တဲ့အခါလေ့ကျင့်ခန်းပြန်လုပ်တဲ့အခါမှာလည်းမိမိပုံမှန်ဆော့နေကြမနေကြအလေးတိုင်းပြန်မမပါနဲ့ပေါ့ပေါ့ပါကနေပြန်စပါပြီးမှပြင်းအားကိုဖြည်းဖြည်းချင်းပြန်တိုးသွားပါဒီကုန်းချုပ်အနေနဲ့ပြန်ပြောရမယ်ဆိုရင်ယောဂလက္ခဏာတွေကလေပင်အထက်ဆိုရင်ပေါ့ပေါ့ပါလေ့ကျင့်ခန်းလုပ်လို့ရတယ်လေပင်ရဲ့အောက်ပိုင်းကလက္ခဏာတွေဆိုရင်တော့အနားယူသင့်ပါတယ်ဒီလောက်ဆိုရင်တော့ပြည့်ပြည့်စုံစုံနားလည်သွားမယ်လို့မျှော်လင့်ပါတယ်။ရီမန်းချက်တွေအောင်မြင်ကြပါစေ။ကျမ်းမာကြပါစေ။ကျွန်တော်ကတော့ဒေါက်တာဇင်နီပါ